ပတိရူပေဝတေတေတေအရိယမေတ္တာကရောတိယသမ္မာပဏိတိတံပန္နောပုပ္ပေပုံညကတောနရောဒီညတနံယတောကေတိဒုက္ခစာတံဒီဝတတိလောကမှာနေရာမှန်စွာနေတတ်ခြင်းကြံဉာဏ်ကောင်းအသက်ကောင်းပြီးတဲ့သူကိုပေါင်းသင်းတတ်ခြင်းမိမိကိုယ်တိုင်ကကြိုးစားကြိုးစားလက်မြင်ကြံစားတတ်ခြင်းရှိကံအကြောင်းလှခြင်းဤလေးချက်နှင့်ပြည့်စုံသောသူသည်ကြီးပွားအောင်မြင်နိုင်၏ဟုမြတ်စွာဘုရားရှင်မိန့်တော်မူပါသည်အလုံးသောဓမ္မမိတ်ဆွေပေါင်းမြတ်ဗုဒ္ဓ၏တရားဒေသနာတော်များကျင့်သုံး၍ကြီးပွားတိုးတက်အောင်မြင်ကြပါစေ